ကျွန်တော်တို့စည်ရင်းနေပြီကိုစီကိုတင်တဲ့ကဏ္ဍနေစည်ရင်းနေလည်းထည့်ပြီးသွားပြီကိုကကားတင်းတဲ့ဥစ္စာကြီးလည်းကာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အချိန်တန်လို့ရှိရင်ပေါက်တီးထွက်မယ်ပေါ့နော်ပေါက်တီးထွက်မယ်ဆိုရင်ပေါက်တီးထည့်မယ်ပေါက်တီးထည့်လိုက်တော့မှကျွန်တော်တို့ကဒီမှာအရှုံးလားမြက်လားကျွေးစည်ရင်နေပါလေအကုန်လုံးကျွန်တော်တို့ဒီမှာကြည့်လို့ရမယ်အဲ့လိုဆိုခါကျတော့ကျွန်တော်တို့ဒီပေါက်တီးထည့်ဖို့အတွက်ဘာလုပ်ဖို့လိုလဲဆိုတော့ဒီရဲ့အဆက်34ကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာပြင်ရန်ဆိုတဲ့ထဲကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ dash လေးဝင်နေတဲ့နေရာလေးရှိရမှတ်ချက်နေပိတ်နေပဲအခြားထဲမှာ dash လေးဝင်နေရာလေးရှိအဲ့နေရာလေးကိုဝင်ပြီးတော့ကျွန်တော်တို့အိမ်မှာပါထည့်ရမလဲဆိုတော့ပေါက်တီးထည့်လို့ရတယ်ထားပါတော့ကျွန်တော်ပေါက်တီးက4-5ထွက်တယ်ဆိုရင်4-5ကိုနေပြီးတော့ကျွန်တော်တို့ update နေလိုက်ရုံပဲတကယ်လို့ကအဲ့လိုမျိုးဒီကနေတဆင်မတွားချင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်နောက်တစ်ဆင်တွားလို့ရတာရှိတယ်အဲ့ဒါကြတော့ဒီ reset ပေါ့နော်ဒီ reset လေးကိုကျွန်တော်တို့နှိပ်လိုက်ရုံပဲဖိထားလိုက်ရုံပဲဖိထားလိုက်တယ်ဆိုရင်ဒီမှာပေါက်တီးထည့်ပါကျွန်တော်အိမ်မှာ4-5ဆိုရင်4-5ထည့်လိုက်ရုံပဲပြီးရင်ဆိုကျွန်တော်တို့ save လုပ်လိုက်ရုံပဲဒီကနေပြီးတော့ဒီအဆက်34ကနေဝင်ပြင်ရန်ဆိုတဲ့ထဲကနေပြီးတော့လည်းတွားပြီးတော့ထည့်လို့ရတယ်ဒါမှမဟုတ်ဆိုရင်လည်းဒါလေးကိုဖိထားလိုက်တာပဲဖြစ်ဖြစ်နှစ်ချက်နှိပ်တာပဲဖြစ်ဖြစ်နှိပ်လိုက်လို့ဒီမှာပေါက်တီးထည့်ပါဆိုတာပေါ်လာတယ်အဲ့ဒီမှာကျွန်တော်ပေါက်တီးနံပါတ်လေးထည့်လိုက်လို့ရတယ်ပြီးရင် save လို့နှိပ်လိုက်ပြီးတော့နောက်ထပ်တစ်ခါနှိပ်လိုက်လို့ရှိရင်ဒီမှာသူကပေါက်တီးမတောင်းတော့ဘူးပေါ့နော်ဒီမှာပေါက်တီးဆိုပြီးတော့ပေါ်တယ်အဲ့ဒီမှာအပေါ်ဆုံးမှာကျွန်တော်တို့အယောင်စင်းချုပ်မှာအမောင်းကဘယ်လောက်ပိုရောင်းရလဲကော်မရှင်ဘယ်လောက်ပိုပြန်ပေးရလဲပေါက်တီးက1100ပိုပါတယ်ဘယ်လောက်ပါလဲအဲ့မှာဆိုလို့ရှိရင် reset ဆိုတာကျွန်တော်ရှုံးလားမြက်လားပေါ့နော်အဲ့ဒါလေးပေါ်မယ်ပြီးတော့အဝယ်စင်းချုပ်အဝယ်မှာလည်းကျွန်တော်တို့ဝယ်ထားတဲ့စင်းအပေါ်တိုင်ကားတဲ့စင်းက39,900ပို့ကျွန်တော်ဒီမှာဝယ်ထားတဲ့ amount ပေါ်မယ်ဝယ်ထားတဲ့စီကပြန်ရတဲ့စင်းပေါ်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာဝယ်တဲ့ထဲကနေပေါက်တဲ့ဟာပါတယ်ဆိုလဲဒီမှာပေါ်မယ်ပေါ့နော်အခုမပေါက်ဘူးပေါ့ဝယ်တဲ့ထဲကနေအဲ့ကနေကျွန်တော်အရှုံးမြက်ပါမယ်ပြီးကြရင်ဒီနှစ်ခုကိုခြားနာပြီးတော့ကျွန်တော်တို့ဒီမှာရှုံးလားမြက်လားဆိုတာအခုတစ်ခါလေးကြည့်လို့ရတယ်ပြီးကြရင်ဒီအောက်မှာလည်းကျွန်တော်တို့ကော်မရှင်သားတယောက်ချင်းစီရဲ့စီးရင်တွေကျွန်တော်တို့ဒီမှာပါတယ်ကြော်ဆိုလို့ရှိရင်လည်းကြော်ဘယ်လောက်သူရောင်းထားတာဘယ်လောက်လဲကော်မရှင်ကဘယ်လောက်လဲသူပေါက်တီးပါလားပေါက်တီးပါရင်ဘယ်လောက်လဲဒါဆိုရင်သူကြည့်လို့ရတယ်စုဆိုလဲစုအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒီမှာတယောက်ချင်းကြည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့အောက်က comment ဥစားဝယ်ထားတဲ့စီးရင်ထဲမှာလည်းဥကြော်စီကဘယ်လောက်ပို့ဥကြော်ဘယ်လောက်ပို့ကျွန်တော်ခဏပြန်ဝယ်ထားလဲဥ AC ကခဏဘယ်လောက်ပို့ပြန်ဝယ်ထားလဲသူစီက commission ဘယ်လောက်ပို့ပြန်ရလဲပေါက်တယ်ဆိုရင်လည်းပေါက်တယ်ဒီမှာကျွန်တော်စင်းရင်ပါတယ်ပေါ့နော်ပါတယ်ဆိုရင်ကျွန်တော်တို့ကဒါတုတ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအပေါ်ကအချုပ်ကိုကြည့်ရုံပဲအောက်ကဟာကျတော့ဒါတယောက်ချင်းစင်းရင်နေပေါ့နော်ပြီးခါကြလို့ရှိရင်ကျွန်တော်တို့ဒီမှာအမြက်ကကျွန်တော်မြက်လားရှုံးလားကျွန်တော်ဒီမှာတစ်ခါလေးပေါ်တယ်မြက်တယ်ဆိုရင်လည်းမြက်တယ်ပေါ်တယ်အမြက်ကအလောက်ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကနေတော့ဒီစင်းချုပ်အတီးပြူရန်ဆိုတဲ့ဟာပါလဲဆိုတော့ကျွန်တော်တို့ဒီမှာကြော်ဆိုလို့ရှိရင်လည်းကြော်ရဲ့အကျွေးစင်းနေမမောင်ဆိုရင်လည်းမမောင်ဆိုရင်ဒါမမောင်ကသူကအ1100ဘူးပါတယ်ပေါ့နော်1100ဘူးပါတယ်ဆိုရင်သူပြန်ရောရမယ်ပေးရမယ်စင်းရင်နေဒါတွေကိုကျွန်တော်တို့ကဒီ1100ဘူး93,500ပေါ့နော်ဒီလိုမျိုးစင်းရင်တွေကိုကျွန်တော်တို့ကသူ့ရဲ့လေကြားတွေမှာအကျွေးစင်းရင်တွေမှာသွားမှတ်ဖို့လိုတယ်အဲ့ဒီမှတ်ဖို့အတွက်ကတယောက်ချင်းသွားမှတ်နေစရာမလိုဘူးကျွန်တော်ဒီစင်းရင်ချုပ်အတီးပြူရန်နှိပ်ပါဆိုတာကိုကျွန်တော်နှိပ်လိုက်တယ်ဆိုရင်ဒီမှာသူကနေပြီးတော့ဒါ running ပေါက်ပေါ်တယ်ပေါ့နော်အဲ့မှာတော့ဗာလဲဆိုတော့ကျွန်တော်ဒါတေးကြပြီဆိုတော့မှကျွန်တော်နေစီချင်တာအဓိကယူရချက်ကတော့အဲ့ဒါဆိုရင်တေးကြပြီဆိုလို့ရှိရင်ကျွန်တော်ဒါအတီးပြုတော့မယ်ပေါ့နော်အတီးပြုမယ်ဆိုရင်ဒီအလေကခလုတ်နီလေးကိုဖိထားလိုက်တဖြည်းဖြည်းစိမ့်သွားနိုင်မယ်စိမ့်သွားပြီဆိုလို့ရှိရင်ငွေဒါသူ့ရဲ့အကျွေးစင်းရင်းနေသူတွားမှတ်ပြီးသွားပြီပေါ့နော်တွားမှတ်ပြီးသွားပြီအဲဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီရဲ့ဥစ္စာကဒါပြီးသွားပြီပေါ့စီးရင်ပြီးသွားပြီလို့ကျွန်တော်တို့တက်မှတ်လို့ရတယ်ပေါ့နော်စီးရင်ပြီးသွားပြီလို့တက်မှတ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကဒါမနက်ပိုင်းစီးရင်ပြီးသွားပြီဆိုရင်ညနေပိုင်းအတွက်စီးရင်ထပ်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကnew လေးကိုနှိပ်ပြီးခါကြလို့ရှိရင်ဒီမှာညနေပိုင်းအတွက်ဆိုတော့ PM ပေါ့ကျွန်တော် save နှိပ်လိုက်မယ်ဒါဆိုရင်ဒါညနေပိုင်းစီးရင်ဒီအပေါ်ကဒီအောက်ကပြီးသွားတဲ့မနက်ပိုင်းစရင်ဒီအပေါ်ကညနေပိုင်းစရင်စင်းတွေကိုအလိုမျိုးကျွန်တော်တို့အများကြီးထည့်လို့ရတယ်တရက်မှာ၄ခုပဲကန်6ခုပဲကန်ကျွန်တော်တို့ထည့်သွားလို့ရတယ်ဒီရဲ့ဥစားတွေမပြည့်သွားဘူးပေါ့နော်စရင်တွေကဘာမှမဖြစ်ဘူးသူကသူထည့်သွားလို့ရတယ်အတစ်ဆုံးနောက်ဆုံးထည့်တဲ့စရင်ကအပေါ်ဆုံးမှာရောက်နေလိမ့်မယ်